အမှကြည့်ပါအောင်စကပူမှာတော်တော်လေးနာမည်ကြီးသွားတဲ့မြန်မာလေးကပတ်နိုင်ဟိုဘောနော်သူတို့မကြည့်ရထားပေါ်မှာနိုင်နေကြတော်တော်လေးကြည့်ရဗမာလူမြန်မာပဲထင်တယ်နော်သူတို့ရုပ်ကြည့်ရမြန်မာရုပ်နဲ့တူတော့တော်တော်လေးကိုသူတို့ကပွဲပျော်ပွဲရှင်ပွဲလုပ်နေအဲရထားပေါ်မှာရေးမှာကြည့်အဆက်လည်းမရှိဘူးနော်မြန်မာဖြစ်မှဒီလိုမျိုးလုပ်တာအားလုံးပဲမင်္ဂလာပါအခုကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ကျွန်တော်ဒါစင်ကာပူရထားပေါ်မှာပေါ့နော်မြန်မာလို့တော့ပြောတာပဲနော်မပိတ်နိုင်နေတဲ့အကြောင်းပေါ့နော်ဒါစင်ကာပူရထားပေါ်မှာပေါ့နော်ဒါလူမြင်ကွင်းမှာပေါ့နော်ဒါတွေကမဖြစ်သင့်ဘူးနော်ကျွန်တော်မြန်မာတွေတင်နိုင်ငံမှာသွားပြီးတော့ဒီလိုမျိုးဖြစ်တဲ့သူတို့ကျွန်တော်တို့ဒီလို line ပေါ်တက်လာတဲ့အခါကျကျွန်တော်တို့မြန်မာတွေတိတ်ခါကြတာပေါ့နော်ဒါမျိုးတော့မဖြစ်သင့်ဘူးကျွန်တော်တင်ပါတယ်နော်အဲ့တော့ကျွန်တော်ဗီဒီယိုလုပ်တာပဲဒီနေ့ဒီဗီဒီယိုလေးကိုကျွန်တော်ဗီဒီယိုလုပ်မယ်နော်ဒါကျွန်တော်ကြည့်အောင်နော်အမှကြည့်ပါအောင်စကပူမှာတော်တော်လေးနာမည်ကြီးသွားတဲ့မြန်မာလေးကပတ်နိုင်ဟိုဘောနော်သူတို့မကြည့်ရထားပေါ်မှာနိုင်နေကြတော်တော်လေးကြည့်ရဗမာလူမြန်မာပဲထင်တယ်နော်သူတို့ရုပ်ကြည့်ရမြန်မာရုပ်နဲ့တူတော့တော်တော်လေးကိုသူတို့ကပွဲပျော်ပွဲရှင်ပွဲလုပ်နေအဲရထားပေါ်မှာရေးမှာကြည့်အဆက်လည်းမရှိဘူးနော်မြန်မာဖြစ်မှဒီလိုမျိုးလုပ်တာတော်တော်လေးကိုရုံမကောင်းတဲ့ရင်ကျမှုမှရန်လိုက်တာတော့အဲ့ဒါသူတို့ရဲမဖမ်းသွားတာပါကန်ကောင်းတယ်သူတို့အမှကြည့်တော်တော်လေးကိုလူမသိလူမြင်မကောင်းအောင်သူတို့ကအမှရှူပျော်ပါနေကြတယ်တော်တော်လေးကိုကပိုင်းနိုင်နေကြပါတော့ကြည့်ပါအောင်ကွယ်တော်တော်လေးမိုက်ရိုင်းနေတာတော့တော်တော်လွန်တယ်လို့ထင်တယ်ကျွန်တော်ထင်တော့လေအတော်လေးကိုမိုက်ရိုင်းနေတာတော့မိဘတွေမဆုံးမထားကြလားမသိပါကြည့်မင်းကလေးကလည်းတော်တော်လေးကိုပျော်ပါနေရတော့မှကြည့်နှစ်ယောက်စလုံးအတော်လေးမိုက်ရိုင်းတယ်လို့အဲ့ဒါကျွန်တော်ဒါမျိုးတင်ပေးတာပါတချို့ကမမြင်ဘူးကြတယ်လို့ပြောရင်ပြုံးပြီးတော့တရားနေရောက်ကြည်လို့နေတဲ့ပုံစံအမှန်တကယ်လို့နော်ဒါတွေကမဖြစ်သင့်ဘူးလို့သိနေနော်ဒီလိုနေရာမျိုးတွေမှာတင်နိုင်ငံမှာကျွန်တော်တို့မြန်မာဟာဆိုရင်ကောင်းတယ်တက်လာရင်ကျွန်တော်တိတ်ခါကြားတယ်ပေါ့နော်အဲတော့ဖြစ်သင့်နော်ဒီလိုမြင်ကွင်းနေမှာပေါ့နော်အမှကြည့်ပါအောင်စကပူမှာတော်တော်လေးနာမည်ကြီးသွားတဲ့မြန်မာလေးကပတ်နိုင်ဟိုဘောနော်သူတို့မကြည့်ရထားပေါ်မှာနိုင်နေကြတော်တော်လေးကြည့်ရဗမာလူမြန်မာပဲထင်တယ်နော်သူတို့ရုပ်ကြည့်ရမြန်မာရုပ်နဲ့တူတော့တော်တော်လေးကိုသူတို့ကပွဲပျော်ပွဲရှင်ပွဲလုပ်နေအဲရထားပေါ်မှာရေးမှာကြည့်အဆက်လည်းမရှိဘူးနော်မြန်မာဖြစ်မှဒီလိုမျိုးလုပ်တာတော်တော်လေးကိုရုံမကောင်းတဲ့ရင်ကျမှုမှရန်လိုက်တာတော့အဲ့ဒါသူတို့ရဲမဖမ်းသွားတာပါကန်ကောင်းတယ်သူတို့အမှကြည့်တော်တော်လေးကိုလူမသိလူမြင်မကောင်းအောင်သူတို့ကအမှရှူပျော်ပါနေကြတယ်တော်တော်လေးကိုကပိုင်းနိုင်နေကြပါတော့ကြည့်ပါအောင်ကွယ်တော်တော်လေးမိုက်ရိုင်းနေတာတော့တော်တော်လွန်တယ်လို့ထင်တယ်ကျွန်တော်ထင်တော့လေအတော်လေးကိုမိုက်ရိုင်းနေတာတော့မိဘတွေမဆုံးမထားကြလားမသိပါကြည့်မင်းကလေးကလည်းတော်တော်လေးကိုပျော်ပါနေရတော့မှကြည့်နှစ်ယောက်စလုံးအတော်လေးမိုက်ရိုင်းတယ်လို့အဲ့ဒါကျွန်တော်ဒါမျိုးတင်ပေးတာပါကောင်းလေးကနောက်မှာပေါ့နော်ဒီမပြီးတော့နိုင်တယ်ပေါ့ဒါပေမဲ့မလုံးအောင်ဒီကမဖြစ်သင့်ဘူးเนาะဘာဖြစ်လို့ဆိုတော့ဒီရထားပုံမှာဒီလိုမျိုးလုပ်တယ်ဆိုတော့ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဒီဖြစ်တယ်လို့ထင်တာပေါ့နော်ကိုယ်တကယ်မထိနိုင်ဘူးတခြားနေရာတွေသွားနေတယ်ပေါ့နော်